ကျွန်တော်ဒေါက်တာအောင်သူပါအောင်သာစီကရဲ့တာဝန်ခံဆရာဝန်တယောက်ပါကျွန်တော်တို့ကတော့ဒီနေ့တူကလူနာတွေနဲ့ထိတွေ့နေတာဆိုတော့သားသက်ချတဲ့အခါမှာကျွန်တော်တို့ဒီ KD ကပေးတဲ့ service တွေကိုအများဆုံးအဖြစ်အမျိုးသမီးတွေကိုပဲကျွန်တော်တို့ကပြောဖြစ်တာပေါ့လေကျွန်တော်ကတော့ပို့ပြီးတော့service တွေပို့ပြီးတော့တွင်ကြအောင်ဆိုတော့အမျိုးသားရောအမျိုးသမီးရောနှစ်ယောက်လုံးကိုတခါတည်းတွေ့ပြီးတော့သားသက်ချနည်းတွေရှင်းပြမယ်ပြီးရင်တို့ကတစ်ဆင့်တို့မိတ်ဆွေတွေကိုပို့ရှင်းပြမယ်ဆိုတော့နှစ်ဆပို့ပြီးအကျိုးရှိမယ်လို့လည်းထင်ပါတယ်နာမည်ကပပမျိုးပါမိသားစုကတော့9ယောက်ရှိပါတယ်သားသမီး9ယောက်ရှိပါတယ်သားဆက်ချာနီးကကလေး4ယောက်ရမှသိတာဒါပေမဲ့အဲ့ဒီရင်ကတော့သိပါတယ်ဒါပေမဲ့လှုပ်ဖြစ်တာတော့ကလေး4ယောက်ရမှလှုပ်ချင်တဲ့စိတ်ကရှိလာတာပါတငယ်ချင်းတွေလည်းသိပြီးသားဆိုတော့တငယ်ချင်းတွေမှလည်းပိုအလိုက်ပိုနေတော့ကျတော့ဆရာဝန်တွေရှင်းပြတာလည်းသိတယ်ဗျဒါပေမဲ့မလှုပ်ဖြစ်တာပေါ့မျိုးသမီးတယောက်တွေရွေးချယ်ခွင့်ဆိုတာမျိုးသမီးတွေကရွေးချယ်ခွင့်ကကိုယ်ပိုင်ရွေးချယ်ခွင့်ရှိလေကောင်းလေပေါ့နော်သားဆက်ချာနီးကိုမလုပ်ခင်တော့ကတော့ကျွန်တော်မှဒီသားဆက်ချာနီးကိုဒီဆရာဝန်နဲ့တွေ့မှကျွန်တော်ကဘလို့အကျိုးဆက်ကောင်းတယ်ဆိုတာသိတာဗျဒီသားဆက်ချာနီးကတအိမ်နဲ့လက်မောင်းနဲ့တခြားစီဖြစ်နေတာရက်ွက်ထဲလဲတငယ်မသိကိုလိုမသိတဲ့ချင်းမေးနေလဲဒီစကားပဲထွက်လာတခြားစီဖြစ်နေတာမဖြစ်နိုင်ဘူးလားဖြစ်နိုင်လားဒါမျိုးတွေပေါ့နော်ယောဂရမှာတွေကြောက်တာနဲ့နောက်ကြတော့စေကန်းခဏသွားတော့ပေါင်းသင်းနေနဲ့လဲသွားတော့ဒီစေကန်းဆရာဝန်တွေဆရာမတွေရှင်းပြတာဒီသားဆက်ချာနီမှာလက်မောင်းနဲ့ထဲတာတော်တော်အဆင်ပြေတဲ့အကြောင်းတွေပြောပြတယ်ဗျသားဆက်ချာတာကကိုမိသားစုရှေ့ရေးလဲလုပ်ငန်းကိုင်ငန်းတွေလဲအဆင်ပြေလုပ်နိုင်တယ်ကိုလှုပ်ချင်တာကိုလဲရှေ့တိုးပြီးလုပ်နိုင်တယ်ကျွန်တော်အခုသားဆက်ချာလိုက်တဲ့အတွက်ကျွန်တော်မှစိတ်လက်ပေါ်ပါတယ်လုပ်ငန်းလည်းကောင်းကောင်းလုပ်နိုင်တယ်သွားနိုင်တယ်လာနိုင်တယ်အဲ့လိုမျိုးလေးပေါ့ဟိုသားသက်ချတယ်ဆိုတာကတော့အမျိုးသမီးတယောက်အတွက်ပဲဒါသက်ဆိုင်တာမဟုတ်ဘူးဒီတော့တစ်ခုမှအမျိုးသားရောအမျိုးသမီးရောနှုံနှစ်ဖက်ဒါသက်ဆိုင်တာဖြစ်တဲ့အတွက်မိမိတို့ရဲ့အမျိုးသားတွေကိုလည်းသားသက်ချနဲ့ပတ်သက်တဲ့ဘူတုဒတွေကို share ပေးပါဒါစေယုံစေကန်းလာရင်လည်းမရှက်ပါနဲ့ဆရာတွေပဲဖြစ်ဆရာမတွေဖြစ်ပွင့်လင်းသားသက်ချနည်းတွေကိုတေချာမေးပါမိမိတို့ရဲ့အမျိုးသမီးတွေရဲ့ဘဝအနာဂတ်မှာဟိုပြီးဒါတောက်ပြောင်းနိုင်မှုအတွက်သားသက်ချနည်းကအရေးကြီးပါတယ်ဆိုပြီးကျွန်တော်ကတော့ဟို message လေးပေးချင်ပါတယ် Family planning is not just a health service. It is a right, it is a choice, and it is a pathway to dignity. An estimated 790,000 Myanmar women need access to modern contraceptives. And that happens at the same time as conflict, displacement, and economic hardship continue to limit their access to essential health services. Through collaboration with our local partners, including DKT Myanmar, UNFPA is providing support for voluntary, rights-based family planning counseling and services for women and girls across the country. When women and girls can make informed choices, families and communities become healthier, safer, and stronger.